အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကမှလည်းဒီကမိုဘိုင်းနဲ့ချိုးပြလိုက်ပါတယ်ကျွန်တော်ဒီနေ့ပေါ့နော် Infinite ကနေပြီးတော့အခုနောက်ဆုံးတက်ထွက်ရှိထားတဲ့ Infinite 950လေးကို Amazon ဖောက်ပြပြမှာဖြစ်ပါတယ်နော်ဒါကကြတော့ Infinite ကနေပြီးတော့အခုနောက်ဆုံးပေးရပေါ့နော် PME ကလေးဖြစ်ပါတယ်ပြောလို့ရှိရင်သူရဲ့ original cover လေးပါမယ် original ကကြတော့အရင် cover နဲ့မတူတော့ဘူး silicone မှာသူကဟွာလက် cover နဲ့ပြောပါမယ်ဖုန်းလေးပြပြမယ်နော်ဒါကတော့ကျွန်တော် Amazon ခေါ်တဲ့အရောင်လေးကတော့သူကတော့ mounted shape ပေါ့နော်အစိမ်းရောင်လေးပေါ့နော်မှာဆိုလို့ရှိရင်တော့ speaker JBL speaker နဲ့လာမယ်ပြီးတော့လို့ရှိရင်ဘေးပေါင်ကသူက aluminum alloy နဲ့ပြောရမယ်အဲ့ဒါမှ network internal ကစတခါနဲ့ပါပြီးသားပြောရမယ်ပေါ့နော်ဒီ Infinite 950မှာဆိုလို့ရှိရင် RAM က8ပါမယ် memory က256နဲ့ပြောရမယ်ခင်ဗျအဲ့တော့မှဒီကောင်တွေကတခြားနဲ့မတူတာကြတော့ဒီကောင်ရဲ့ဘေးပေါင် frame တွေကဆိုလို့ရှိရင်ဒီကောင်က aluminum alloy နဲ့ပြောရမယ်ဒီ7သိန်းဝန်းကျင်မှာဆိုလို့ရှိရင်ဘယ်ဖုန်းဘယ် model မှာမပါလာတဲ့ဒီ metal frame ကိုသုံးပေးထားတာပေါ့နော်ပြီးတော့လို့ရှိရင်ဒီဘေးမှာအစား network internal တခါနဲ့ပါပြီးသားပြောရမယ် speaker ကတော့ကျွန်တော်တို့ဒီ Infinite ရဲ့ထုံးစံတိုင်းပဲ JBL speaker နဲ့လာမယ်အဲ့တော့မှတခုပိုကောင်းသွားတာကကျွန်တော်တို့က R3 45 watt ကိုမှ wireless charger တခါနဲ့ပေါက်ရမယ်ပေါ့နော် wireless ကကြတော့ကျွန်တော်တို့ဒီအရင် Note 40 series မှာကကြတော့ကျွန်တော်တို့15 watt ပဲပါမယ်ဒီကောင်ကကြတော့ wireless charging ကိုwatt 30 ဒီ supporting ပေးထားတယ်တကယ်လို့ wireless နဲ့အားသွင်းမယ်ဆိုလို့ရှိရင်တနားရီနဲ့မှ43မိနစ်ပဲကြာမှာပေါ့နော်နောက်တစ်ခုကကြတော့ဒီကောင် fingerprint ကကြတော့ ana display fingerprint နဲ့ရောင်းရမယ်တခြား brand တွေနဲ့မတူတာကြတော့ဒီဈေးနှုန်း9သိန်း8သိန်းဝန်းကျင်နဲ့ပေါ့နော်ဒီကောင်ရဲ့ဆက်ရွှေ့နှုန်းကကြတော့120လည်းမဟုတ်တော့ဘူး90လည်းမဟုတ်တော့ဘဲနဲ့144 Hz နဲ့ဖြုတ်ရမယ်အဲ့အတွက်ကြောင့်မို့ဆက်ရွှေ့တာတွေပါလည်းပို့ပြီးတော့မြန်ဆန်သွားမယ်ပြီးရင် security upgrade ကိုလည်းတစ်ခါတည်းတင်လို့ရပါမှာပေါ့နော်ဒီကောင်မှာကြတော့သူက security ကကြတော့ကျွန်တော်တို့ဒီ Android version 15နဲ့လာမယ်ပေါ့နော်ဒီInfinite 950လေးမှာဆိုလို့ရှိရင်တော့ RAM memory 256GB ကိုကျွန်တော်တို့ဒီရောင်းချပေးမယ်စီကတော့ပေါ့နော်8,4,900ကျပ်ပဲဖြစ်ပါတယ်အဲ့တော့မှတကယ်လို့ဒီအပိုင်းမှာလာဝင်မယ်ဆိုလို့ရှိရင်ဒီUnity ဘက်ကနေပြီးတော့လည်းငွေသားပြန်လျှော့တဲ့ပြင်မှာ Infinite ကနေပြီးတော့ 2000mAh 45 watt power bank လည်းတစ်ခါလက်ဆောင်ပါသေးရပေါ့နော်တကယ်လို့မှလာရောက်မှကျင်တယ်ဆိုလို့ရှိရင်တော့39925939533539ကိုဆက်သွယ်မှနိုင်ပါတယ်